အဓိကကျိုးနှစ်ကျိုးပဲရှိတယ်ပေါ့နော်ကျိုးနှစ်ကျိုးပဲရှိတယ်ကျွန်တော်တို့နှစ်ကျိုးပေါ့နော်ကျိုးနှစ်ကျိုးပဲရှိတယ်ကျွန်တော်ဓာတ်တိုင်တွေကတော့အိမ်တဲကိုလာတာလည်းနှစ်ကျိုးပဲရှိတယ်နော်အိမ်ထဲကိုဝင်လာလည်းနှစ်ကျိုးပဲရှိတယ်အိမ်ထဲကမှမီတာပြန်ထွက်လာလည်းနှစ်ကျိုးပေါ့နော်အဓိကတော့သူကကျိုးနှစ်ကျိုးအကြောင်းနားရလို့ရှိရင်ဒီကျိုးနှစ်ကျိုးနားရလို့ရှိရင်ပေါ့နော်ကိုကြိုက်တယ်လို့စင်ကြိုက်တယ်လို့အသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ကျိုးနှစ်ကျိုးကတကျိုးကဘာလဲဆိုတော့တကျိုးကလိုင်းကျိုးလို့ခေါ်တာပေါ့နော်လိုင်းကျိုးဒီလိုင်းကျိုးကဘယ်လိုကျိုးမျိုးလဲဆိုရင်ဥပမာအယောင်နဲ့ပြောရရင်သူကအနီတို့အပြာတို့အဲ့ဒါအသုံးများတယ်ပေါ့နော်အဲ့ဒါအသုံးများတယ်ပြီးရင်တက်စတာနဲ့ထောက်ကြည့်လို့ပေါ့နော်မီလင်းလို့ရှိရင်ဒါလိုင်းကျိုးပေါ့နော်ဒီနောက်တစ်ကျိုးကြတော့ neutral ကျိုးနော် neutral ကျိုးသူ့ကိုကြတော့တတွန်းဒီလိုအန်လေးပေါ့နော်တုံးနော်ဒီ line ကျိုးကြတော့ဒီလိုတစ်ချောင်းအန်လုံးပေါ့နော် neutral ကျိုးကြတော့အများအဖြစ်အနက်အမဲပေါ့နော်အသုံးများတယ်အဲ့တော့ဒီကျိုးနှစ်ကျိုးပဲရှိတယ်နော်အဲ့တော့မီဒီဖြစ်ဖြစ်ဟိုမှာမီဒီပေါ့နော်ဟုတ်နော်မီဒီဖြစ်ဖြစ်ဒါမီဒီပေါ့နော်မီဒီဖြစ်ဖြစ်ပလက်ခုံတွေပဲဖြစ်ဖြစ်နော်ဘာဥပမာဘာပစ္စည်းလက်စပစ္စည်းပေါ့နော်ဘာပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်ဘာပစ္စည်းပဲဖြစ်ဖြစ်အိမ်သုံးပစ္စည်းပေါ့နော်ဟိုလက်စပစ္စည်းကိုအကြီးကြီးတွေမပါဘူးနော်အိမ်မှာတောင်းတယ်မှာရင်းနှီးအိုးတို့ပေါင်းအိုးတို့နော်ဒါရင်းနှီးအိုးတို့ပေါင်းအိုးတို့ဒါဒန်နီတို့ပေါ့နော်ဒါအိမ်မျိုးကြောင့်တော့လက်ပစ္စည်းဘာပစ္စည်းပြီးတော့ပန်ကားတို့ဘာဖြစ်ပေါ့နော်အဲ့ကောင်တွေကဒီကျိုးနှစ်ကျိုးနှစ်ကျိုးစလုံးရောက်မှအလုပ်လုပ်တာနော်ပေါ့နော်အလုပ်လုပ်တယ်ဥပမာဒီမီဒီဆိုရင်လည်းဒီကျိုးနှစ်ခြားစလုံးရောက်မှမီလင်းတယ်နော်ပလက်ခုံတွေလည်းအလိုပဲဒီကျိုးနှစ်ခြားစလုံးရောက်မှအလုပ်လုပ်တယ်ပန်ကားတွေဘာတွေလည်းဒီကျိုးနှစ်ဆိုရောက်မှလဲမယ်ဒန်ဒီတွေဘာတွေလည်းဒီကျိုးနှစ်ခြားရောက်မှပုတ်မယ်ပေါ့နော်အဲ့တော့မီဒီနဲ့ဥပမာပြပြမယ်နော်ကျွန်တော်ဒီမှာမီဒီအဲ့တော့အများအဖြစ်မုံနော်အမှန်က neutral ကြတော့ဒီလိုတစ်စနော်ဒီလိုနှစ်စပါနော်ဒီမှာမီဒီကိုတစ်စဝင်မယ်ဒီမှာနောက်တစ်စဒီကိုမီဒီကိုတစ်စဝင်မယ်နော်ဒီမှာကျိုးနှစ်စကြတော့ဒါဆိုဒီမီဒီကလင်းမယ်ပေါ့နော်လင်းမယ်ဒီလိုကျိုးနှစ်စတစ်ခါလေးဒီလိုရောက်နေနော်အဲ့တော့ဂျားထဲမှာဒီကျိုးမဟုတ်ဒီကျိုးတချို့ကျိုးပြတ်နေပြီဆိုရင်ဒီမီဒီကလင်းမှာမဟုတ်နော်ဒီလိုကျိုးနှစ်ခုစလုံးဒီလိုရောက်နေပါဘောနော်ဒီလိုဘယ်ပစ္စည်းပဲဆိုဒီကျိုးနှစ်ခုရောက်နေမှာအလုပ်လုပ်မှာပေါ့နော်အဲ့တော့မီဒီတစ်လုံးနဲ့ကျွန်တော်ဥပမာပြမယ်နော်ဒီမှာမီဒီနော်မီဒီဒီမှာမီဒီလဲနှံငုတ်ပဲနော်ပလက်ပေါက်တွေလည်းနှံငုတ်ပဲဟိုပန်ကားတွေဘာတွေလဲပန်ကားကွိုင်းတွေဘာတွေလဲနှစ်ကျိုးအဓိကပဲပေါ့နော်ဒန်နီတွေဘာတွေလဲကွိုင်းနဲ့စပဲပေါ့နော်အဲ့တော့မီဒီနဲ့ပြမယ်နော်ဒါမီဒီနဲ့စအဲ့တော့တကျိုးမလာလိုင်းကျိုးဒီကိုဝင်မယ်နော်ပင်ညူတဲ့ကျိုးကဒီကိုဝင်မယ်နော်အဲ့ဒါဒီမီဒီယာလင်းမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကခလုတ်ထားလိုက်မယ်ဒီနားလောက်ပေါ့နော်ခလုတ်ရဲ့သဘောတရားဘယ်လိုလဲဆိုတော့ဒီလိုပဲဒီမှာခလုတ်ရဲ့သဘောဒီလိုနှိပ်လိုက်လို့ရှိရင်ဒီလိုပေါ့ခလုတ်ရဲ့သဘောဒီလိုနှိပ်လိုက်လို့ရှိရင်ဒီကောင်ကစောက်သွားမယ်နော်တော့စောက်သွားမယ်မနှိပ်လို့ရှိရင်ဒီကောင်လေးကဟပြီးတော့ဒီနှစ်ကျိုးဖြတ်ထားမယ်အဲ့တော့ဒီ line ကျိုးမှာ neutral ကျိုးမှာတော့မဖြတ်တော့ဘူးနော်အမှန်တကယ် line ကျိုးမှာဖြတ်တာပေါ့နော်ဒါမီဒီတွေပါကြ neutral မှာဖြတ်လိုက်ရောက်ရတယ်ပေါ့နော်ဒါပေမဲ့ line ကျိုးမှာဖြတ်တာအကောင်းဆုံးပဲအဲ့တော့ခလုတ်တက်မယ်ခလုတ်ကိုဒီ line ကျိုးမှာတက်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒီလိုဖြတ်ထားမယ်နေအပေါ်ကလိုခလုတ်ကဖြတ်ထားမယ်နှိပ်မှာဒီမီဒီကလင်းမယ်ပိတ်ထားရင်ဒီမီဒီကလင်းမှာမဟုတ်ဘူးဒါပဲပေါ့နော်အဲ့တော့ဒီနှစ်ကျိုးရောက်မှပစ္စည်းတွေလွတ်လုံမယ်နှစ်ကျိုးတွေကတကျိုးခလုံးနဲ့ဖြတ်တာတော့ဒါမှမဟုတ်တူလိုပြက်နေတာဆိုရင်လွတ်လုံမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့မီဒီတစ်လုံးနဲ့ခလုတ်တစ်ခုနဲ့ဆင်ကြည့်မယ်နော်မီဒီတစ်လုံးနဲ့ဒီလိုပတ်စစ်တစ်လုံးနဲ့ဆင်ကြည့်မယ်နော်ဆင်ပြီးမှဆိုရင်ဒီမှာဒါမီဒီပဲမီဒီငုံရှိနော်โอเคကျွန်တော်တို့ကဒီမှာနှစ်ကျိုးပဲရှိတယ်ဆိုတော့ neutral ကျိုးကိုတခါတည်းတန်းပြီးတော့မီဒီကိုတရက်ဝင်လိုက်မယ်နော်မီဒီကို neutral ကျိုးတရက်ဝင်လိုက်မယ်ပြီးလို့ရှိရင် line ကျိုးကိုကြတော့ဒီလိုတစားဝင်မယ်ပြီးရင်ဒီမှာခလုတ်ခံမယ်ပြီးရင်ဒါလိုဒါနော်ဒါခလုတ်ပေါ့နော်အဲ့တော့ဒီမီဒီယာဒီခလုတ်နေတာနဲ့လင်းမယ်
ခလုတ်မနေလို့ရှိရင်မလင်းဘူးဒါပဲနော်အဓိက line နဲ့ neutral နဲ့ဒီနချိုးနဲ့နချိုးပဲနော်အဲ့ဒါမှာလူတွေကကိုစင်ကျင်တယ်လို့ပေါ့နော်နားလည်မှုပေါ့ဟိုကိုယ့်ရဲ့တက်ကြွပုံကိုဒီပြီးစင်ကြတာပေါ့နော်အဲ့ဒါပဲဘာမှမခက်ဘူးပေါ့နော်အဓိက line နဲ့ neutral ပဲနော် line နဲ့ neutral ပဲ neutral ကများသောအားဖြင့်ပစ္စည်းတွေဘာပစ္စည်းမဆိုတိုက်ရိုက်သွားတယ် line ကိုကြတော့ခလုတ်ခံပြီးတော့သွားတယ်ပေါ့နော်ဒါပဲပေါ့နော်အဲ့တော့ဒီလိုခုံပြီးစင်ပဲပေါ့နော်ဒီလိုခုံပြီးစင်မယ်ဆိုရင်နော်ဘယ်ပစ္စည်းမဆိုကျိုးအဝင်ကျိုးနှစ်ကျိုးရောက်နေမှာဒီကောင်အလုပ်လုပ်မှာပေါ့နော်အဲ့တော့အဝင်ကျိုးနှစ်ကျိုးရောက်နေနှစ်ကျိုးရှိမယ်ပြီးရင်ဒီကောင်ကခလုတ်တစ်ခုတည်း platform တစ်ခုဆိုတော့ဒီခလုတ်ကဒီ platform တစ်ခုထွက်နော်အဲ့တော့တခြားတော့လို့မရတော့ဒီလိုခုံနေဆိုရင်သူကအဝင်ကျိုးပဲရှိမယ်အထွက်ကျိုးမရှိဘူးနော်အထွက်ကျိုးမရှိအဲ့တော့အဝင်ကျိုးပဲရှိမယ်အဲ့တော့အဝင်ကျိုးဒီကောင်ဘယ်လိုတက်မလဲဆိုတော့ဒီကောင်ကဒီမှာဒီပုံလေးဆွဲလိုက်မနော်ဒီမှာဒီလိုဒါ plat ပေါက်နော် plat ပေါက်မှာဒီကောင်ဒီမှာနှစ်ငုပ်ရှိတယ်နော်ဒီမှာနှစ်ငုပ်လေးနော်ဒီမှာဒါ line ဒါ neutral လို့ရေးထားတယ်နော်ဒါကြတော့ခလုတ်ပေါ့နော်ဒါခလုတ်မှာလည်းနှစ်ပေါက်ရှိတယ်နော်ဒါတရားပေါ့နော်ဒီကောင်ကြတော့ဘယ်လိုခေါ်လဲဆိုတော့ one can two socket ပေါ့နော်ခလုတ်တစ်ခု plat ပေါက်နှစ်ပေါက်နော် one can two socket လို့ခေါ်တယ်နော်ကျွန်တော်ဒါရှင်းပြနေတဲ့အခေါ်အဝေါ်လေးလည်းပြောပြမယ်နော်အဲ့တော့ကျိုးနဲ့ကျိုးရှိမယ်နော် line ကျိုးနဲ့နော် line ကျိုးနဲ့ neutral ကျိုးဆိုတာရှိမယ်နော်ရှိမယ်ကွန်ပျူတာပဲဆိုရင်အဲ့တော့ neutral ကျိုးကဘယ်လိုပဲဖြစ်ဖြစ်တိုက်ရိုက်ဝင်ရမယ်နော်မီဒီ plat ပေါက်ဖြစ်ဖြစ်ဆိုတော့အခုကဒီ plat ပေါက်ကိုသုံးမှာနော်ဒီ plat ပေါက်ကိုသုံးမှာနော်အဲ့ plat ပေါက်ကိုသုံးမှာဆိုတော့ plat ပေါက်ကိုတိုက်ရိုက်ဝင်လိုက်မယ် neutral က okay ဒီကတော့ဒီ neutral ဆိုတဲ့ထဲကိုတိုက်ရိုက်ဝင်လိုက်ဒီချိုးကနော်ဟုတ်လားပြီးလို့ရှိရင် line ကျိုးကိုကြတော့သူကဒီခလုတ်နဲ့အဖွင့်ပိတ်လုံးမှာဖြစ်တဲ့အတွက်ခလုတ်ခံမယ်အဲ့တော့ခလုတ် line ကျိုးကိုခလုတ်တစားဝင်လိုက်မယ်ပြီးရင်ကြံတဲ့ဒီခလုတ်ကဖွင့်လို့ရှိရင်ဒီကပြန်ထွက်ပြီးတော့ဒီ line နဲ့ဝင်လိုက်ဟုတ်လားအဲ့ဒါဆိုရင်ဒီမှာဒါ line ကျိုးနော်ဒီမှာ neutral ကျိုးကနော်တောက်လျှောက်ဝင်ဝင်နော် neutral ကျိုးကတောက်လျှောက်ဝင်ဝင်နော်ဒီမှာ line ကျိုးကဒီခလုတ်ခံဝင်အဲ့တော့ဒီကောင်ကကျိုးနှစ်ဆစလုံးရောက်မှအလုံးလုံးပါနော်အလုံးလုံးမှာဖြစ်တဲ့အတွက်ဒီမှာရောက်လာဆိုတော့ဒီမှာ neutral ရောက်တယ်ပြီးရင်ဒီမှာ line ဒီမှာရောက်တယ်နော်အဲ့ဒါမှာ line ဒီမှာဒီလိုရောက်တယ် neutral လည်းဒီမှာရောက်တယ်အဲ့တော့ဒီကောင်ကခလုံးနဲ့ခံထားတဲ့အတွက်ပိတ်လို့ရှိရင်ဒီကောင်ကိုဒီ neutral ပဲရောက်မယ် line မရောက်တဲ့တော့လုံးမလုံးနော်ဖွင့်လို့ရှိရင်ဒီကောင်ကဆက်ပြီးတော့ line ကဒီလေးရောက်အောင်မယ်အဲ့တော့ဒီကောင်ဒီနှစ်ခုကိုနှစ်ခုစလုံးရောက်သွားတဲ့အတွက်အလုပ်လုပ်မှာပေါ့နော်ဒါပဲပေါ့နော်အဲ့တော့အဓိကပြောချင်တာကတော့ကျွန်တော်အဓိကပြောချင်တာကလက်စစ်ကိုအခုမှလေ့လာရုပ်တွေအတွက်တချို့တွေကဟောကျိုးတွေကရှုပ်ရက်ခက်နေတာပဲဟာခက်မယ်လို့ထင်တာအမှန်တကယ်တော့မဟုတ်ဘူးအဓိက line ကျိုးရယ် neutral ကျိုးရယ်နော်အဲ့ဒါကို neutral ကျိုးကိုအသုံးပြုမယ်ဟာတွေကိုတိုက်ရိုက်ဝင်လိုက်နော်မီဒီပီ plat ပေါက်ဖြစ်ဖြစ်နော်တိုက်ရိုက်ဝင်ပြီးရင် line ကိုပါခလုတ်ခံပြီးတော့ဝင်ပေးလိုက်နော်ဟုတ်ဒါပဲပေါ့နော်ဒါအဲ့ဒါကိုအဲ့သဘောတရားကိုတခြားသိရင်ရပြီပေါ့နော်အဲ့တော့ဒီလိုမျိုးဟာတွေဆိုရင်နောက်ပိုင်းအဲ့လိုမျိုးကိုတရားလေးဆင်ကျင်လို့ရှိရင်ဒီအနောက်ကဒီကျိုးကိုကြည့်လိုက်တာနဲ့ဆင်တတ်ပြီအဲ့ဒါဆိုဒီသဘောတရားကိုနားလည်လို့ရှိရင်ဘာလို့ဆိုတော့ဒီမှာတရားကြည့်လို့ရှိရင်ရှင်းတတ်ပြီအဲ့တော့နှစ်ကျိုးအဝင်နှစ်ကျိုးတော့ရှိရမယ်နှစ်ကျိုးဝင်အဝင်ရှိရမှာတစ်ကျိုးကဒီမှာ plat ပေါက်ထဲကိုထားရိုက်တက်လိုက်နော် neutral ကျိုးကနော်ဟုတ်ပြီဒီဇိုင်းရောက်ပါပြီနော်နောက်တစ်စားကတခါလေးတန်းထည့်လိုက်ရင်ဒီခလုတ်ကအပိုးဖြုတ်မှာအလုပ်မလုပ်တော့ဟုတ်တယ်မလားဒီနှစ်ခုစလုံးနှစ်စားစလုံးရောက်ရမှာလေရောက်မှာဖြစ်တဲ့အတွက်ဒီနှစ်စားစလုံးဒီကိုသွားထည့်လိုက်လို့ရှိရင်ဒီခလုတ်ကဒီ plat ပေါက်ကအဖွင့်ပိတ်လေလို့ရတော့မှာမဟုတ်ဘူးအဖွင့်ပိတ်လေလို့ရမှာဒီခလုတ်ရက်လည်းပို့ပါမယ်အဲ့တော့ neutral တစ်စားကိုထားရိုက်ဝင်ပြီးတော့ line တစ်စားကိုဒီမှာခလုတ်ကိုဖြတ်ခိုင်းလိုက်နော် line တစ်စားကိုဖြတ်ပြီးခလုတ်ဖြတ်ပြီးတော့ဒီတော့ဝင်လိုက်ဟုတ်လားအဲ့ဒါဆိုရင်ရပြီပေါ့နော်ဒီလိုနှစ်စားစလုံးရောက်ပြီးအလုပ်လုပ်ပြီနော်အဲ့တော့နောက်ပိုင်းကျရင်ဒီလိုဟာဖြစ်ဖြစ်ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် line နဲ့ neutral ကိုကောင်းသိလို့ရှိရင်ကျွန်တော်တို့ဒါကိုကျွမ်းကျင်တယ်လို့လုပ်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်
တစ်ပိုင်းစီတင်ပေးပေါ့နော်အဲ့တော့လောလောဆယ်ကဒီ line နဲ့ neutral ပေါ့နော်အဲ့ဒါကလည်းဘယ်လိုလဲဆိုတော့ကိုယ့်အိမ်မှာရှိတဲ့ပလက်ပေါက်လေးတွေကိုပြက်မပြက်ကောင်းမကောင်းဖွင့်ကြည့်ပေါ့နော်ဖွင့်ပြီးတော့ဒီကျိုးကtester လေးနဲ့ဆောင်းထားပြီးတော့ဒီကျိုးက line ကျိုးဒီကျိုးက neutral ကျိုးဘယ်လိုဝင်ထားတယ်ဘယ်လိုလေ့လာပေါ့နော်အဲဒီကလို့တင်လေ့လာခြင်းစိတ်တင်ခြင်းစိတ်အပြည့်ရှိလို့ရှိရင်လွယ်ပါတယ်နော်အဲ့တော့နောက်တစ်ခုအရေးကြီးတာနော်အရေးကြီးဆုံးကတော့ line ကျိုးနဲ့နော် neutral ကျိုးနှစ်ကျိုးရှိတယ်အဲ့မှာကိုကကြိုက်တယ်လို့စင်ကြိုက်လို့တုံးချလို့ရတယ်ဒါပေမဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီနှစ်ကျိုးကိုသွားမပူးစီပေါ့နော်ဒီလိုတနေရာမှာမှားပြီးတော့ဒီနှစ်ကျိုးကိုသွားပြီးတော့မပူးမိစေတယ်ပေါ့နော်ဆော့ကလေးမှာဖြစ်ဖြစ်ခရုံးမှာဖြစ်ဖြစ်ဒီကျိုးနှစ်ကျိုးကိုသွားပြီးတော့မှားပြီးတော့မပူးစေတယ်ပေါ့နော်အကျိုးနှစ်ကျိုးပူရလို့ရှိရင်ဘာဖြစ်လဲဆိုတော့ short ဖြစ်တာပေါ့နော်ဒါ wire short ဖြစ်တာပေါ့နော်အဲ့လိုပြီးနော်အိမ်မှာရှိတဲ့ breaker တွေဘာရှိတဲ့ breaker ကြမယ်နော်အဓိကတော့အနေရှိတယ်ပေါ့နော်ရှင်းပြောရရင်တော့အဲ့ကျိုးနှစ်ကျိုးအဓိကမပူးအောင်စင်ကိုတူလမ်းကြောင်းနဲ့သူ line ဆိုတဲ့ line လမ်းကြောင်းနဲ့ line သွားကိုသုံးမဲ့ပစ္စည်းစီရောက်အောင်သွား neutral ဆိုတဲ့ neutral စီကိုသုံးမဲ့ပစ္စည်းစီရောက်အောင်သွားနော်အဲ့လိုမဟုတ်ဘဲနဲ့မှားပြီးတော့အဲ့လိုမျိုးဒီဂျားထဲမှာနေဒီနှစ်ကျိုးကိုသွားပြီးခတ်မိတာတို့တော့ပူးမိတာတို့ဆိုရင်တော့အနေရှိရနော်အဲ့ဒါမှဖြစ်ဖို့ကအဓိကပေါ့နော်ဟုတ်ကြည့်ရှုအပါပေးကြတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေကိုလည်းဆက်လက်ကြည့်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးဗျာ